ဒီအဖေတို့ညာမှာတော့ဒီဆောင်ချမ်းမရအလေးကြပေါက်တာစိုက်ရမလို့ဘူးနောက်ဟိုတမာပင်တို့ထနောင်းမင်းတို့မကြီးပင်တို့လည်းပေါ်တယ် အခုကတော့ဇောင်ညမ်းကျင်တဲဖို့အတွက်ရတော့သူတို့အိမ်မှာရှိတဲ့ဇောင်ညမ်းသီးလေးတွေကိုခူးနေကြတာပါဖိဆွဲထားမယ် ရတယ် ခုကတော့မနက်ကခူးထားတဲ့ဇောင်ညမ်းသီးတွေကိုဇောင်ညမ်းကျင်လုပ်ပါတော့မယ် ဒါလေးအခုလို့ခွဲပြီးရင်ဒီဥလေးတွေကိုသူတို့ဇွန်းနဲ့ထောက်အောင်မှာပေါ့။ဘာရင်ကလောက်တာတော့အလွယ်လေးပါဒီထုတ်ပြီးသားဥလေးတွေကိုဆန်သေးနဲ့စားနဲ့2ရက်3ရက်လောက်စိန်လိုက်လို့ရှိရင်ကဇောင်ညမ်းချင်းဖြစ်သွားတာပဲ။အဲ့ဒါဆိုရင်စားလို့ရပါပြီ ဇောင်ညမ်းကျင်လုပ်ဖို့အတွက်ဇောင်ညမ်းသီးလေးတွေကိုထက်ချမ်းခွဲပြီးတော့အခုလိုမျိုးဥလေးတွေကိုဇွန်းလေးတွေနဲ့ထုတ်ပေးရပါတယ် ဆောင်ညမ်းကျင်စားကျင်ရွာလာခဲ့နော် ဝစ်ဆန်လေးတွေထုတ်ပြီးရလာပြီဆိုရင်တော့ဖန်ပလင်းတစ်ခုခုတွေကိုဇောင်ညမ်းသီးထည့်ပြီးလို့ရှိရင်စားနဲ့ဆန်စည်းရည်ထည့်ပြီးရင်2ရက်3ရက်အချင်းတည်ထားလို့ရပါပြီဇောင်ညမ်းကျင်လေးက2ညရီ3ရက်လောက်တရအောင်မှဆိုတော့ရတော့သူတို့အရင်နေ့ကလှုပ်ထားတဲ့ဇောင်ညမ်းကျင်လေးတွေကိုဒီနေ့ကြော်ပါမယ်ဒါကတော့အသင့်တည်ထားပြီးသားဇောင်ညမ်းကျင်လေးတွေပါနေ့လည်စာစားဖို့အတွက်ဇောင်ညမ်းကျင်လေးကြော်ပါမယ်စီစနင်းနဲ့ကြက်သွန်နီးကြက်သွန်ဖြူတောင်းတို့ထည့်ပြီးတော့စီတက်ပေးရပါမယ်ပြီးရင်တော့ငပိထည့်မွေပြီးငပိအနှဲငယ်ပူတာနဲ့ဇောင်ညမ်းကျင်လေးထည့်မွေကြော်ပေးလိုက်ပါမယ်ဒါဆိုရင်တော့စားလို့ကောင်းပြီးထမင်းတော်တော်လေးမြိန်နဲ့အညာဒေတာရဲ့ရာသီစားဇောင်ညမ်းကျင်ဟင်းလေးတစ်ခွက်ရပါပြီဟင်းနေလဲကြက်ပြီးမလို့နေလဲစားစားပါတော့မယ် ။မိုးလေးလည်းရွာနေတော့နေ့လည်းစားပါတော့မယ်အားလုံးကိုလည်းသမင်းစားကိုဖိတ်ခေါ်ပါတယ်နော် ဒီဒါငါးလေးဥက်ကဲအားတော့မမအတွက်ပါဖေးဒါဆောင်ညမ်းကျင်ကြောဒါကြတော့ကြာစံဟင်းလေးမိုးလေးရွာနဲ့တမီးလေးကြာစံဟင်းလေးချက်လိုက်ပြီ ။ကောင်းသားပဲ မိုးလေးကအေးအေးနဲ့ဟင်းချက်ကလေးကလိုက်ဖက်နေတော့ဒီနေ့တော့သမင်းစားကောင်းတာပဲ ဒါဆိုရင်တော့ညာတို့သူတို့ဆက်ပြီးတော့စားလိုက်ပါဦးမယ်နော်အခုလိုပဲနောက်ထပ်လာမယ်အညာဒေတာနဲ့ပတ်သက်တဲ့ဒီလိုအညာဆက်ဆက်လေးတွေနဲ့ပတ်သက်တဲ့ဗလော့လေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါဦးနော်အားလုံးပဲတတာ